အားလုံးပဲမင်္ဂလာပါရှင် Moonlight Story NN ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Partnership မလာနဲ့ဓာထောင်6ပဲအာကာမင်းရဲ့ message ကိုကြည့်ပြီးဝင်းရမုံမျက်ရည်ဝဲလာတယ်တောင်းပန်ပါတယ်ဒါပေမဲ့ကျမမလာပဲမနေနိုင်ဘူးသူမကားတစ်စီးငါပြီးမြို့ပြင်ကစက်ယုံဟောင်းစီထွက်လာခဲ့တယ်ညကမှောင်မိုက်နေတယ်စက်ယုံကြီးကလူမနေတော့တာနှစ်ပေါင်းများစွာရှိနေသလိုခြောက်ချားစရာကောင်းနေခဲ့တယ်ဝင်းရမုံဖြည်းဖြည်းချင်းအထဲဝင်သွားတယ်အာကာမင်းသစဉ်တိတ်ဆိတ်နေတယ်ဒါပေမဲ့ရုတ်တရက်ရမုံဆိုတဲ့အတန်တစ်ခုကြားလိုက်ရတယ်။သူမလှည့်ကြည့်လိုက်တော့သဇင်တွေလက်တွေကျိုးတုပ်ခံထားရတယ်။သဇင်ဝိရမုံပြေးသွားလိုက်တယ်။ဒါပေမဲ့မလာနဲ့သဇင်တွေអော်လိုက်တယ်။နောက်ကျသွားပြီးဝိရမုံခြေထောက်အောက်ကကျမ်းပြင်ပြိုကျသွားတယ်။သူမအောက်ထပ်ထဲပြုတ်ကျသွားခဲ့တယ်။အမှောင်ထဲမှာဝိရမုံဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်တယ်။အဲ့ဒီအချိန်အရှိတ်ဘက်မှာလူတစ်ယောက်ထိုင်နေတယ်။ရမုံအဲ့ဒီအတန်ကိုကြားလိုက်တာနဲ့သူမမျက်ရည်တွေစီးကျလာတယ်။အာကာမင်းတကယ်ရှိနေခဲ့တယ်လက်တွေကျိုးတုပ်ခံထားရပြီးဒဏ်ရာတွေနဲ့ဒါပေမဲ့အသက်ရှင်နေသေးတယ်ဝင်းရမုံသူ့စီပြေးသွားတယ်တောင်းပန်ပါတယ်ကျမရောက်လာခဲ့ပြီးအာကာမင်းကခေါင်းခါလိုက်တယ်မဟုတ်ဘူးမင်းမလာသင့်ဘူးအဲ့ဒီအချိန်အပေါ်ထက်ကအတန်တစ်ခုထွက်လာတယ်လက်ခုပ်တီးတန်တကယ်ကြည်နူးစရာပဲဝင်းရမုံခေါင်းမောကြည့်လိုက်တယ်အပေါ်မှာဦးရဲနောင်ရက်နေခဲ့တယ်အားလုံးပဲမင်္ဂလာပါရှင် Moonlight Story NN ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Partnership မလာနဲ့ဓာထောင်6ပဲအာကာမင်းရဲ့ message ကိုကြည့်ပြီးဝင်းရမုံမျက်ရည်ဝဲလာတယ်တောင်းပန်ပါတယ်ဒါပေမဲ့ကျမမလာပဲမနေနိုင်ဘူးသူမကားတစ်စီးငါပြီးမြို့ပြင်ကစက်ယုံဟောင်းစီထွက်လာခဲ့တယ်ညကမှောင်မိုက်နေတယ်စက်ယုံကြီးကလူမနေတော့တာနှစ်ပေါင်းများစွာရှိနေသလိုခြောက်ချားစရာကောင်းနေခဲ့တယ်ဝင်းရမုံဖြည်းဖြည်းချင်းအထဲဝင်သွားတယ်အာကာမင်းသစဉ်တိတ်ဆိတ်နေတယ်ဒါပေမဲ့ရုတ်တရက်ရမုံဆိုတဲ့အတန်တစ်ခုကြားလိုက်ရတယ်သူမလှည့်ကြည့်လိုက်တော့သဇင်တွေလက်တွေကျိုးတုပ်ခံထားရတယ်။သဇင်ဝိရမုံပြေးသွားလိုက်တယ်။ဒါပေမဲ့မလာနဲ့သဇင်တွေអော်လိုက်တယ်။နောက်ကျသွားပြီးဝိရမုံခြေထောက်အောက်ကကျမ်းပြင်ပြိုကျသွားတယ်။သူမအောက်ထပ်ထဲပြုတ်ကျသွားခဲ့တယ်။အမှောင်ထဲမှာဝိရမုံဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်တယ်။အဲ့ဒီအချိန်အရှိတ်ဘက်မှာလူတစ်ယောက်ထိုင်နေတယ်။ရမုံအဲ့ဒီအတန်ကိုကြားလိုက်တာနဲ့သူမမျက်ရည်တွေစီးကျလာတယ်။အာကာမင်းတကယ်ရှိနေခဲ့တယ်လက်တွေကျိုးတုပ်ခံထားရပြီးဒဏ်ရာတွေနဲ့ဒါပေမဲ့အသက်ရှင်နေသေးတယ်ဝင်းရမုံသူ့စီပြေးသွားတယ်တောင်းပန်ပါတယ်ကျမရောက်လာခဲ့ပြီးအာကာမင်းကခေါင်းခါလိုက်တယ်မဟုတ်ဘူးမင်းမလာသင့်ဘူးအဲ့ဒီအချိန်အပေါ်ထက်ကအတန်တစ်ခုထွက်လာတယ်လက်ခုပ်တီးတန်တကယ်ကြည်နူးစရာပဲဝင်းရမုံခေါင်းမောကြည့်လိုက်တယ်အပေါ်မှာဦးရဲနောင်ရက်နေခဲ့တယ်